ဇင်ဘာလအတွက်မဟာအထူးအစီအစဉ်ထားရဲ့မိဘတွေဘက်ကိုလိုက်ဖို့ရွေးချက်လိုက်ပါတယ်ထားရဲ့နှလုံးသားထဲမှာရှိနေတဲ့ကိုလင်အောင်ထားမိဖြစ်လိုက်ပါတယ်သစ္စာမရှိတဲ့မိန်းမဆိုတဲ့နာမည်ဆိုကြီးကိုထားခံယူလိုက်တော့မလို့လားသူ့သတင်းတွေကြားရတာတော့စိတ်ပေါင်းစရာပဲဗျကိုမျိုးမြိုင်ကထားကိုတော်တော်သဘောကျတာနော်ခလေးနှစ်ယောက်ရပြီးတော့မှနောက်အိမ်တော့ပူသွားတယ်ဒီကိုလင်အောင်အပေါ်မှာမငဲ့တော့ပဲလှုပ်ခဲ့မိတဲ့အတွက်ထားတောင်းပန်ပါတယ်ရပါတယ်ထားရဲ့အစင်တော့လိုပဲမောင်မောင်ခေါ်ပါလိုက်ခုလိုနေထားမိမယ်အငင်းသဘောမတူချင်သားနဲ့ထထားပြုံးသဘောတူစရာတစ်ချက်မှမရှိပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာဒီဇင်ဘာလအတွက်မဟာအထူးအစီအစဉ်